မင်္ဂလာပါကျွန်တော် China တောင်းရောက်နေပြီဘန်ကောက်မြို့ရဲ့မြို့လေ China တောင်းမှာတော့စားတော့ပြင်ဆင်မီးအောင်လူအောင်ရခတဲ့ရာသီဥတုလေးလည်းရှယ်ပဲအဲပါလေးနဲ့ဖြတ်သန်းမယ်အဲ့မျိုးထိပ်ပေးပါဟောဒီမှာကျွန်တော်9နဲ့6အဲပါခုလိုက်တာမဆာလို့ရစပါ15မိနစ်ကိုပါကြ50ကျွန်တော်ထဲမှာရှိတဲ့ကျွန်တော်ထဲမှာညစ်ကြီးတွေအားတော့အဲ့ငါတော့ဖြတ်သားလိုက်ရှင်းလင်းပေးလိုက်တော့ငါရှင်းလင်းပေါ့နော်ဒီလေးရှင်းနေแล้วထုစားနေအဲ့ဒီကလုံးချင်ဘာမှနဲ့လာလို့နိုင်ငံချမ်းသာဆောင်ပါဒါအတန်းကျုံးနဲ့ချောတယ်ဒီကိုဆိုင်လုံးအကြီးပဲပုံနှိပ်တယ်30ရှိတယ်30ရှိတယ်ဟောဒီလိုမျိုးတော့မင်းအဲဆမ်းမှာပေါ့အဖိုင်ကိုဖိုင်တော့အမှန်ကကြီးတော့ဆိုင်30ဆိုင်ဘာလို့ပြောလဲပါတဲ့တယ်တော့ကြော်သွားလို့မရအောင်ကားနဲ့ရောဟိုကြားနဲ့ရောကြားရတော့မရှိဘူးကြားအထဲမှာရှိတယ်ယောက်ျားနှိပ်ပေးတယ်တော့လုံးဝမိုင်းတယ်လောပေါ်တယ်တော့ကျေးဇူးတင်တယ် thank you ဒီမှာOh my god. What? No, I get it. Well, I can't see it. Wow, so quick. I sound reloaded. Yeah, we really did it. I sound reloaded. Yeah. Oh my days! I can't even sit still. ကျွန်တော်မာလီကြိုက်ခံတော့နှိမ့်တဲ့ပုံစံဟုတ်လား